Hello, ဒီကနေ့မှာတော့ဒီအခန်းရှိပေါ့။ဘောရစကွန်ရှမိုင်အခန်းချဖြစ်တဲ့အခန်းလေးကိုလောက်တော့ဖြစ်ပါတယ်။အခန်းရှိခေါင်းစဉ်လေးကတော့ဒီမှာပြီးခဲ့ပေါ်တဲ့တင်တဲ့ဆိုစကွန်ရှမိုင် like what ဆိုရဖြစ်ပါတယ်။ဒီအခန်းရှိမှာတော့ဒီနေ့ how to get the result you win ပေါ့။ဒီမှာခန်းလေးစကောင်းလာပါပြီ။ကိုလိုရှင်ရဲ့ဒီကျိုးရလောက်ကိုရအောင်လို့ဘယ်လိုလုပ်မလဲဆိုတာလေဒီခက်မလေးချက်လက်တွေကတော့ဒီမှာဒီအကြီးပါတယ်ဟာတွေနင်းပြောပြတော့ဖြစ်ပါတယ်ချစ်မှာပြောရတဲ့ imagination ကိုအသုံးပြုပါ web power တော့အသုံးမပြုနဲ့ဆိုတာဒီခုပါလာပါတယ်ဒီမှာ example လေးပေးထားတာတော့ဒီ imagination နဲ့ web power ပြန်လာတဲ့အခါမှာ web power ဘယ်တော့မှအနိုင်မရဘူးဆိုတဲ့ဟာလေးကိုသူတင်ပြထားပါတရားဥပမာနဲ့သူပြထားပါတယ်ပြောချင်တာတော့ဒီ imagination ပို့ပြီးတော့ဒီ effect ထိရောက်တယ်ဆိုတဲ့သဘောပေါ့ဗျာဒီသေချာလောက်ထားတဲ့ဒီ imagination ဟာတော်တော်ကြီးအလုပ်ဖြစ်တယ်ပေါ့အံ့ဖွယ်အလုပ်ဖြစ်တယ်ဆိုတော့သူရှင်းပြထားအောင်ဒီ imagination နဲ့ခုနက web power ပြန်လာတဲ့အနေထားကိုသူ example တစ်ခုပေးထားပါတယ်လူတယောက်ဟာဒီမီးပေါ်မှာဒီပြင်းတစ်ချက်ကိုရှပ်ပြီးတော့လမ်းလျှောက်ရင်သူရှောက်လို့ရပါတယ်ဗျအဲ့ရှိမှာသူရဲ့ imagination မှာသူရှောက်နိုင်တယ်ဆိုတော့သူရဲ့စိတ်ထဲမှာ auto သိနေမှာအဲ့ကြောင့်သူရှောက်ရအောင်ဒါပေမဲ့အဲ့ခုနကသူချုပ်တဲ့ပြင်ပြားကိုပေ30ပေ20ခန့်လောက်မြင်းတဲ့နေရာမှာတင်ထားလိုက်မယ်ဆိုသူဟိုရှောက်လို့အဆင်မပြေတော့ဘူးအောက်ကိုသူပြုတ်ကျနိုင်တဲ့အနေအထားရှိပါဒါကိုကြည့်ရင်အပြင်အဲ့ရှိမှာ imagination ကသူကမနိုင်တော့ web ပေါ်ကကျွန်တော်ရှောက်နိုင်တယ်ဆိုပြီးတော့ကိုဘလောက်ပဲဟိုတိုက်တွန်းနှိုးဆော်အဲ့ရှိမှာ imagination ဖြစ်တဲ့စကူးထင်မြင်ချက်မယုံကြည်တဲ့အတွက်အဲ့လူအောက်ကိုပြုတ်ကျနိုင်မှာအဲ့သဘောပါပဲဒီ ommuted ကို affirmation လို့ခေါ်တယ် visualization ခေါ်တယ်အဲ့မျိုးလုပ်တဲ့ချိန်မှာဒီ imagination တော်ကြီး effect တွေပေါ့ထိရောက်တော့ပါအဲ့တော့ဒီကိုမှရှိတဲ့ imagination ကိုဘယ်လိုပုံစံမျိုးကိုပုံပေါ်ထားမလဲဒီကောင်ကပို့ပြီးတော့အရေးကြီးတာပေါ့ကိုကိုပုံဖော်ထားတဲ့ပုံရိပ်အတိုင်းပေါ့ imagination တိုင်းပဲဒီကပို့ပြီးတော့အားကြီးရအောင်ပြောရရင် web ပေါ်ကဒီနှုတ်ကရွတ်ဆိုတဲ့နီးထဲစိတ်မှာပုံဖော်နေရပို့ပြီးတော့အားပြင်းနေဆိုတဲ့ဘောဒီမှာလာပြတာပေါ့ဗျအဲ့တော့တိတ်နေထောင်တယ်ဆိုတဲ့ဘောဒီမှာတိတ်စိတ်ပြီးနေခြင်းဟာပို့ပြီးတော့ထိရောက်တော့ပေါ့ပြောရတော့စကားများပို့ထိရောက်တဲ့ဘောပြပါနောက်အင်္ဂလိပ်လိုရှိတယ်still water run deep ဆိုရရှိပါညီတဲ့ရေကနဲ့တယ်ဆိုတဲ့ဘောဒီမှာလဲ imagination က AC လို့ထင်ရမှာသူကပို့ပြီးတော့ effect ဖြစ်ရပါဒါလေးသူရှင်းပြတာပါနောက်တစ်ခုကကိုလိုရှင်းအရာတစ်ခုကိုတောင်းဆိုတဲ့အချိန်မှာလို့ကိုရဲ့စန့်ကျင်ဘက်တွေဘာကြောင့်ရရလဲဒီမှာဒါလေးကိုသူရှင်းပြထားပါအဲ့လိုဖြစ်တဲ့အချိန်မှာဘာဖြစ်လဲဒီစိတ်ပြန်ဒေါက်တာကြီးဖြစ်တဲ့ဒီ image ကိုပြောထားအဲ့အချိန်မှာဒီကိုရဲ့ ဆန္ဒဖြစ်တဲ့ desire နဲ့ imagination က conflict ဖြစ်ပါတယ်အဲ့မျိုး conflict ဖြစ်တဲ့အချိန်မှာကိုရဲ့ဒီ imagination ခုနပြောတဲ့ imagination ဟာပို့ပြီးတော့အပြော့သွားပါအပြော့တော့သူရဲ့စန့်ကျင်ဘက်ကိုပို့ပြီးတော့ရတာပေါ့ကိုတောင်းဆိုတာရဲ့စန့်ကျင်ဘက်ရတယ်ဆိုတော့သူကဒီမှာရေးပတ်ထားတာအဲ့တော့ဒီပြဿနာကိုရှင်းဖို့အတွက်လို့မလို့သူကဒီ web power နဲ့ခုန imagination ပြန်တဲ့အချိန်မှာသူက web power ကို offshot ပြီးတော့ imagination အားကောင်းလောက်အောင်မယ်ဆိုတော့သူဒီမှာတင်ပြထားပါနောက်ခဲအချက်တွေပါဒီမှာဒါလေးကိုဆက်ပြီးတော့ဒီမှာနည်းရှင်းပြပေးပါမယ်ဒီမှာပထမဆုံးသူဒီ summary အချက်အနေနဲ့ပြထားတာကဒီစိတ်မှာ correction ဖြစ်တဲ့သို့မဟုတ်ဒီ two month effort ပေါ့ဗျာ auto session အပြင်းထန်လုပ်တဲ့ဟာတစ်ခုဟာလူတယောက်ဟာအရင်အထုတ်လွန်ရင်တဲ့ဒီစိတ်ပူပန်မှုကိုပြသပြီးတော့ကြောက်စိတ်လေးပေါ်လာပြီးတော့ဒီကိုလိုရှင်းဟာကိုမရက်နိုင်ဖြစ်တတ်တယ်အဲ့မှာသူပြော easy does it လို့ရေးထားပါတယ်easy ပုံမှန်လေးလုပ်ချက်ပို့ပြီးတော့ရက်နိုင်တဲ့အနေအထားရှိပါတယ်ဒါလေးကိုဥမာပေးရမယ်ဆိုတော့ဒုတိယဟော worry ရောက်လွန်ရင်စွန့်တယ်ဆိုတဲ့စကားလေးရှိပါတယ်ဒီ Buddhism ထဲမှာတော့ဒီရှင်သာရိပုတ္တရာမထေရမြတ်ဟာဒီ
မနေ့ဖန်ကြရင်ပွဲတစ်ပွဲကျင်းပသူဒီသင်္ကာနာတင်ဖို့တဲ့ပွဲကြီးမှအချိန်မှာကျန်တဲ့ရဟန်းတွေကအကုန်ရဟန်းတာဖြစ်ကုန်ပြီပေါ့သူတပါးလေးပဲကျန်တဲ့အချိန်မှာသူတညာလုံးအားထုတ်ပါတယ်အားထုတ်တဲ့အချိန်မှာသူစိတ်ကအရင်လောနေပါဘူးအဲ့ကောင်သွားတူပါတယ်ဒီမှာစိတ်လောနေတဲ့အချိန်မှာသူကလုံးဝဒီနောက်ဆုံးအဆင့်ဖြစ်တဲ့အဟာဒမက်ကိုသူမပြီးနိုင်ဘူးဖြစ်နေပါတယ်အဲ့အချိန်မှာသူပြန်ကြည့်လိုက်တဲ့အချိန်မှာရှင်တဲ့ဘုရားသူကစိတ်ဝရိယအားပြည့်နေအမှခုနကပြော too much effort ပေါ့ဗျာ too much effort ဖြစ်နေတော့အတွက်သူတတိထားမိတော့ထားမိတဲ့အချိန်မှာသူစိတ်လျှော့လိုက်ပြီးတော့အဲ့ရညံဆောင်လေးကိုလှေးလိုက်တဲ့အချိန်မှာအဲ့ခေါင်းလေးနဲ့သူရဲ့ခေါင်းလေးကမထိခင်မှာသူဟာအဟာဒမက်ဖို့ပြီးသွားတယ်ဆိုပြီးတော့ဒီမှာဒီတရားတွေမှာဖတ်ဖူးကြားဖို့နာဖို့ခဲ့ပါတယ်အဲ့ဒီတိုင်းပဲဒီမှာလဲစိတ်ကိုအရန်အားတင်းပြီးတော့အထုတ်တဲ့လူတယောက်ဟာကြောက်စိတ်နဲ့ဖီးရနဲ့extradition ဆိုဝင်လာအဲ့ဒီချိန်မှာကိုလိုရှင်ရလာရဲ့စန့်ကျင်ဘက်ကိုရလာတတ်ပါတယ်အဲ့ဒီတော့စိတ်ကိုသူကဖြစ်နေမဲ့ short ပြီးတော့ခုနကရှိမှရဲ့ဥမာလိုပေါ့သူက imagination ကိုဦးစားပေးလုပ်ရင်ပို့ပြီးတော့ effective ဖြစ်မယ်ဆိုတော့သူတင်ပြထားပါတယ်ဒီချက်တွေကရေးကြည့်ပါအဲ့ auto suggestion ဖြစ်တဲ့ကိုဖြစ်မယ်တော့ပါစက်ကဘလောက်ရွတ်စုံနေမဲ့ imagination လက်မခံသူမရဘူးဆိုတဲ့ဘောပေါ့အဲ့တော့ဒီ imagination လက်ခံတော့သူရတယ်အဲ့တော့ imagination ကိုယုံအောင်ပဲကိုက auto suggestion ပြုလုပ်ပြန်ဆိုအနေထားရှိပါတယ်နောက်တစ်ချက်ကတော့ဒီမှာစိတ်ကို release လုပ်ပြီးတော့ကိုပေးလိုက်တဲ့ idea တခုကိုလက်ခံလိုက်ပြီဆိုရင်အဲ့မသိစိတ်ကလည်းဒီ idea ကို account ဖော်ပေးဖို့သူကအစင်းသိဖြစ်နေပါတယ်ပြောရင်တော့စိတ်ကို auto suggestion ဖြစ်ဒီ imagine ဖြစ်လုပ်တဲ့ချိန်မှာစိတ်ကညင်သက်ပြီးတော့တင်းရင်ဒီဘက်က Buddhism ကြီးသမာဓိကောင်းအောင်ဖြစ်နေဖို့လိုပါအဲ့ဆိုတော့ဒီစိတ်အပို့ပြီးတော့စွမ်းအားတက်ပြီးတော့ပို့ပြီးတော့နေထားမှန်မဲ့နေထားရှိပါတယ်Number 3ကတော့ thinking planes independent or traditional method လို့ရေးထားပါတယ်ဒီကိုရှက်မှလိုက်တဲ့ method ဖြစ်ဖြစ်နီးလန်းဖြစ်ဖြစ်လွတ်လပ်တွေးခေါ်ပြီးတော့ပလင်ချက်ဖို့သူပြောပြထားပါတယ်ဘယ်တားစီဥမာဒီချက်ရဲ့အဓိပ္ပာယ်ကတော့ဘယ်ဟာဖြစ်ဖြစ်ဒါဒီတားစီတစ်ခုခက်ခဲရှိတယ်ကျွန်တော်ရနိုင်မှာမဟုတ်ဘူးဆိုတော့လုံးဝမတွေးနိုင်ဘူးသူက freely ပဲသူကအဲ့လိုပဲတွေးပြီးတော့ပလင်ရှာပါအဲ့ဘေးပြဿနာဖြစ်ဖြစ်မသိစိတ်မှာအဖြစ်ရှိပါအဲ့ဆိုတော့လုပ်ထားပါဆိုတော့ကိုကကားစီးနေမယ်မထင်တော့ဘူးကိုကစီးရှင်တယ်မစီးမယ်မယ်လို့ပဲဟိုယုံကြည်တပေးထားပါအရှင်တိုင်းသူစီးကိုစီးရတယ်မယ်အဲ့ဒီဘောသူကပြောဒီအဲ့မှာဘေးအတားစီးမှမရှိဘူးဟိုမှာလုံးဝ freely တွေးတော့ပြီးတော့ပလင်ရှာဖို့လုပ်ပါတယ်ကိုကပေးလိုက်တဲ့အတိုင်းပဲမသိစက်ပြန်ပြီးတုံ့ပြန်မှာလို့ပါနောက်တစ်ချက်ကတော့ဒီမနောခန္ဓာကိုယ်နဲ့ပတ်သက်တာလေးပေါ့ဒီမှာဒီခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အချက်တွေကိုဒီမှာဒီခန္ဓာမှာအဲ့မှာနှလုံးခုန်တန်တွေဒီအဆုတ်ရဲ့အသက်ရှူနှုံးတွေခန္ဓာမှာရှိတဲ့ခြားအင်္ဂါစိတ်ပဲနဲ့ဒီလှုပ်ဆောင်မှုတွေကိုလုံးဝဒီ overly consume မဖြစ်ပါနဲ့စိတ်အပူပဲမပေးပါနဲ့worry ဖြစ်ရင်ခဏသွေးလေပေါက်မှုတွေပြက်ပြီးတော့နှလုံးခုန်နှုံးတွေမြန်းပြီးတော့အဆုတ်ရဲ့လုပ်ငန်းစင်တာနောက်ခဏရှိတဲ့ organ တွေရဲ့ဒီ function တွေပြတ်တတ်ပါတယ်အဲ့အတွက်ပုံမှန်လေးပဲစိတ်ကိုထားပါလို့ပြောပါနောက်တစ်ချက်မှာတော့ကျမ်းမာခြင်းဖြစ်တဲ့အတွေးခေါ်ဟာကျမ်းမာခြင်းထုတ်ပြီးတော့ရှမ်းတန်ခြင်းဖြစ်တဲ့ wet ဖြစ်တဲ့ the feeling of wet ဟာ produce wet ထုတ်ပြီးပါတယ် how do you feel ခင်ဗျားဘယ်လိုခံစားဒါပေါ့ဗျာသူကဒီချက်ပါအဲ့ဒီမှာ P ဖြစ်တဲ့ PH တွေဒီလိုပြီးခဲ့တဲ့ပတ်ကပြီးခဲ့တဲ့အခက်မှာသင်ခဲ့ရပါတယ်ကိုဖြစ်ရှင်တဲ့အနေထားကိုကမင်းစဉ်းစားနေဖြစ်ပါတယ်ဒါမှလည်းသူကောင်းကျိုးရတာဖြစ်ပါတယ်imagination ဆိုတာကျွန်တော်ရဲ့ခင်ဗျားရဲ့လုံးဝစွမ်းအားအပြင်းဆုံး faculty ဖြစ်တယ် faculty ဆိုတာအထောက်အကူဖြစ်တာပေါ့ဗျဒီ imagine လုပ်တဲ့ခါကိုဖြစ်ရှင်တဲ့ဟာကို lovely ပေါ့မှာ go report တွေကိုထည့်ဖို့လုပ်ပါတယ်အဲ့တော့မှကို imagine လုပ်တဲ့ဟာကိုပြန်ပြီးတော့မသိစေပြန်ပြပါလိမ့်မယ် imagination ပုံဖော်တဲ့နေရာမှာအရင်ရေးကြည့်ပါတယ် imagination ကိုနောက်တစ်မျိုးပြောရင် visualization ပုံစံလေးသုံးရအောင်နောက် affirmation အဲ့လိုသုံးကြပါဒီမှာတော့ imagination လို့ပဲသုံးပြပါမယ်စိတ်ကူးထင်မြင်ခြင်းပေါ့ဗျဒီချက်အရင်ရေးကြည့်ပါနောက် complete နဲ့ဒီပฏิပက္ခဖြစ်တဲ့ conscious နဲ့ subconscious မှာရှိတဲ့ဟာကိုဘယ်လိုရှောင်းလဲဆိုတော့ in the ဒီ sleepy state လို့ခေါ်တယ် flowing feelings နေထားမှာဖြစ်ရှင်းလို့ရပါတယ်
အဲ့အနေထားမှာဆိုဒီမသိစိတ်နဲ့သိစိတ်ဟာ complete မဖြစ်ပါဘူးဗျာအဲ့တော့ဒီအဲ့ရမဝင်ခင်မှာအရင်ဒီ imagination လုပ်ကောင်းတဲ့အချိန်ပေါ့ဗျာ imagination လုပ်စိတ်ကလေးရွတ်ဆိုတော့ပိုကောင်းတော့ပဲအဲ့ချိန်မှာ imagine ကိုယ့်အကိုမြင်အောင်ဘလို့ဆိုတော့ကိုယ့်ရဲ့ဒီ center တွေပြည့်နေပြီထက်ကအဲ့တော့ဒီမြင်အောင်ပေးရပါပါ imagine အဲ့လိုမျိုးအဲ့ဒီပုံစံတဲ့ပဲsleep in peace ပေါ့အဲ့ပြောပြီးတော့ wake in joy နိုးရချိန်မှာလည်းပျော်ရွှင်နိုးလို့ရတယ်အဲ့လိုမျိုးပုံမှန်လေးလုံနေပြီဆိုတာ ਨੇ တခါတည်းဒီမနေ့ညဘက်မှာအမျိုး imagine အိမ်မယ်မနေ့ကျရင်ရွှင်လန်းဝင်နိုးမယ်ကိုအောင်မြင်မှုမဲ့ပြောရမှာအောင်မြင်ပြောရမယ်ဆိုတဲ့ပုံစံနဲ့နိုးမယ်ဆိုရင်မကြခင်မှာကိုဖြစ်ရှင်တဲ့ဘဝအနေထားကိုပိုင်ဆိုင်လာမယ်ဆိုတာမဟုတ်ရှာမတွေ့ရပါလိမ့်မယ် support base monitor ရဲ့အဲ့တွေဒီအလင်းတဲ့ YouTube channel တွေကိုလည်း subscribe and like လေးလုပ်ပြပါအောင်ဒီနောက်ဒီမှာလည်းဒီခုန TikTok မှာလည်းဒီမှာတင်တော့အဲ့ YouTube channel လေး join ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီမှာဆုံးသွားလိုက်ပါတယ်